online ပေါ်မှာရည်စားထားပြီးတော့ပြင်မှာချင်းသွေးတဲ့ခါကျတော့တစ်ဖက်လူကပြောတဲ့နင်းရဲ့အပြင်ရောက်တဲ့အထက်ရောက်တဲ့မတူဘူးဆိုလို့ပြီးတော့အဲ့ဒီနေရာမှာပဲထားခဲ့လိုက်တဲ့သတင်းလေးရှင်ဒီသတင်းက2ရက်နေ့ကတက်လာတဲ့သတင်းလေးရှင်ဖြစ်စဉ်ကတော့အသက်19နှစ်ညီမလေးတယောက်က online ပေါ်မှာရည်စားထားတဲ့သူထားလိုက်တဲ့ယောက်ျားလေးရဲ့အသက်30ရှိပြီဒီညီမလေးမကခလေး3နှစ်ခလေးတယောက်ရှိတယ်ဒါကိုလည်းအဲ့ဒီယောက်ျားကသိတယ်ရှင်သူ့မှာခလေးရှိတယ်3နှစ်ခလေးရှိတယ်ဆိုတာသိတယ်အဲ့ဒီသူတို့နှစ်ယောက်ရည်စားဖြစ်သွားတာ3ရက်အဲ့ဒီ3ရက်တွင်မှာဒီတစ်ဖက်ယောက်ျားလေးကနေတို့ကိုမုတ်ဝဲကျွေးမယ်ပေါ့နော်ဒီမုကထက်စားကြရအောင်ပြင်မှာတွေးကြရအောင်တူမုကထက်စားကြမယ်လို့လုပ်ပြီးတော့ခေါ်တယ်ရှင်အဲ့ဒါနဲ့ညီမလေးကလည်းသူ့ခလေးကိုပါခေါ်ပြီးတော့သွားတယ်သွားပြီးတော့သူတို့နှစ်ယောက်ပြင်မှာသွားတွေးကြတယ်တွေးတာနဲ့ဒီလူကလည်းဘာမှမပြောသေးဘူးတခုတော့မေးလိုက်တယ်အဲ့ဒါနစ်ခလေးလားလို့မေးလိုက်တယ်ရှင်ဒါကြောင့်ညီမလေးကလည်းဟုတ်တယ်အဲ့ဒါကျမခလေးပေါ့အဲ့လိုမျိုးပြောပြီးတော့ဒီလူကကားပေါ်တင်သွားကြတယ်တင်သွားပြီးတော့ဒီခလေးကစားခွင်းပေါ့ရှင်တော့အဲ့ဒီရှေ့မှာသွားပြီးတော့ချခဲ့တယ်ချပြီးတော့သူကဘာပြောလဲဆိုတော့နင်းရဲ့ရောက်ကပြေရောက်နဲ့ထဲရောက်နဲ့မတူဘူးဆိုလို့ပြီးတော့အဲ့ဒီနေရာမှာပဲထားခဲ့တာရှင်ပြီးတော့သူကတော့ထွက်သွားတယ်အဲ့ဒါနဲ့ညီမလေးတို့သားမီးကလည်းဘယ်ကိုတွားရမလဲမသိဘူးပေါ့ရှင်တော့အဲ့ဒါနဲ့အဲ့ဒီရှေ့မှာရှိတဲ့ CJ ပေါ့ရှင်နော် CJ ရှေ့မှာငုတ်တုတ်သားမီးနှစ်ယောက်တွားပြီးတော့ထိုင်နေတယ်ရှင်ထိုင်နေတဲ့အချိန်မှာသူတို့မှာလည်းတွားဖို့လမ်းစရိတ်လည်းမရှိဘူးကားခလည်းမရှိဘူးဟိုကနေလာအဲ့ဒီ CJ ရှေ့မှာသားမီးနှစ်ယောက်ငုတ်တုတ်ကြီးတွားပြီးတော့ထိုင်နေတဲ့အချိန်မှာရဲတွေကရောက်လာတဲ့ဟဲ့ဒီသားမီးနှစ်ယောက်မိုးကလည်းချုံနေပြီပေါ့နော်ဘာလို့နေကြလဲမသိဘူးဆိုတော့မေးတယ်ရှင်မေးတဲ့အချိန်မှာညီမလေးကအဲ့ဒီအဖြစ်ပြက်လေးကိုပြောပြတယ်ဒီလူကသူ့ကိုအဲ့လိုလုပ်ခဲ့တဲ့အကြောင်းပေါ့နော်ရည်စားဖြစ်တာက3ရက်ပဲရှိတယ်ပြင်မှာသွင်းမလို့သူချင်းလို့သူလာခဲ့တယ်အဲ့ဒါကိုပြေရောက်နဲ့ထဲရောက်နဲ့မတူဘူးဆိုတော့ပြီးတော့ထားပြစ်ခဲ့တယ်လို့ပြောတယ်ရှင်အဲ့ဒါနဲ့ဒီညီမလေးကိုရဲလေးကပဲအိမ်ကိုအထိလိုက်ပို့ပေးခဲ့တယ်ရှင်ညီမလေးပြောတာကတော့ဒီရဲလေးကမေးတယ်ပေါ့နော်ညီမလေးကိုတကယ်လို့သူကပြန်ဆက်သွယ်လာရင်ဘယ်လိုပြောမလဲပေါ့နော်သူမလို့ချင်တော့ဘူးသူအဲ့ဒီလူကိုဘလော့လိုက်ပြီလို့ပြောတယ်ရှင်အဲ့ဒါကြောင့်ချစ်သူရည်စားထားလို့ရှိရင်တတိထားပြီးတော့ထားကြပါရှင်နော်တကယ်ချင်းတို့ဒီလူကလည်းပဲကိုမချစ်နိုင်ရင်ကိုမကြိုက်နိုင်ရင်ဘာဖြစ်လို့အဲ့လိုမျိုးလုပ်တယ်ဒီသူကပထမမေးလိုက်တယ်နော်ခလေးကနစ်ခလေးလားလို့သူကမေးလိုက်တယ်ရှင်နော်အမလေးကလည်းဟုတ်တယ်သူခလေးဒီညီမလေးကလည်းအသက်19နှစ်လေးနဲ့နော်မိခင်စိတ်အပြူအရှိတယ်ရှင်သူ့ခလေးကိုသူဘယ်တော့သွားခေါ်တယ်လို့ပြောတယ်သူထားမခဲနိုင်ဘူးသူ့ခလေးကိုသူသွားတဲ့နေရာကိုသူ့ခလေးပါနေရမယ်သူဒီလိုမျိုးပြောတယ်ရှင်ဒါကြောင့်ဒီလူကသူ့ကိုမရွေးချယ်လဲဘာမှမဖြစ်ဘူးသူ့ခလေးကသူ့နားမှာအမြဲတမ်းရှိနေဖို့အတွက်ပေါ့နော်သူမရွေးချယ်လဲကိစ္စမရှိဘူးပေါ့ရှင်နော်ဒီလူကိုလည်းသူဘလော့လိုက်တယ်လို့ပြောတယ်ဒီညီမလေးကိုတခုလေး